ထိုင်းဆက်သွယ်ရေး operator အားလုံးကနေငလင်ဘေးဒဏ်သင့်မြန်မာနိုင်ငံကိုမတ်လ29ရက်ကနေမတ်လ31ရက်နေ့အထိအခမဲ့ဖုန်းခေါ်ဆိုခွင့်ပေးထားရကနေဧပြီလ9ရက်နေ့အထိအခမဲ့ခေါ်ဆိုနိုင်ခွင့်ကို9ရက်ထပ်မံတိုးမြှင့်ပေးလိုက်ကြောင်းဒီကနေ့စာတူတွေပေးပို့ပြီးတော့ကြေညာထားပါတယ်။ထိုင်းကနေမြန်မာကို15မိနစ်အခမဲ့ခေါ်ဆိုနိုင်ခွင့်နဲ့ထိုင်း operator တူစင်ကက်အချင်းချင်း15မိနစ်ကိုအခမဲ့ဧပြီလ9ရက်နေ့အထိခေါ်ဆိုနိုင်မှာဖြစ်ပြီးတော့ဖုန်းမခေါ်ဆိုမီ star 900 star 8351# ကိုအရင်နှိပ်ပြီးတော့အခမဲ့ခေါ်ဆိုခွင့်ကိုရယူရမှာဖြစ်ပါတယ်။မြန်မာကိုအခမဲ့ခေါ်ဆိုလိုပါကဒီတက်စင်ကက်ဆိုလို့ရှိရင်334339နောက်မှာမြန်မာဖုန်းနံပါတ်ထည့်ပြီးတော့ခေါ်ဆိုရမှာဖြစ်တယ်လို့ထူးမှုစင်ကက်ဆိုရင်တော့336339နောက်မှာမြန်မာဖုန်းနံပါတ်ထည့်ပြီးတော့ခေါ်ဆိုရမှာဖြစ်ပါတယ်။လက်ကျန်ဖုန်းခေါ်မိနစ်စစ်ဆေးဖို့အတွက်ဆိုရင်တော့ဒီတက်ဆိုလို့ရှိရင် star 131 star 1# ကိုနှိပ်ပြီးတော့စစ်နိုင်တယ်လို့ထူးမှုဆိုရင်တော့ star 910 star 3336# နဲ့စစ်ဆေးနိုင်မယ်လို့သိရပါတယ်။ဒီလိုအခမဲ့ပေးထားတာဟာထိုင်းနိုင်ငံကနေမြန်မာနိုင်ငံကိုဆက်ချင်တဲ့သူတွေအတွက်ထိုင်းနိုင်ငံကတည်တံ့လှုပ်ဆောင်ပေးထားတာဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာမြန်မာနိုင်ငံသားတန်းချီနေထိုင်တာကြောင့်ဖုန်းအခမဲ့ခေါ်ဆိုရမှာဆာဗာကျစင်တာမျိုးတွေဖြစ်နိုင်တာကြောင့်တီးခန့်ပြီးခေါ်ဆိုပေးဖို့ကိုလည်းမြစ်တာရက်ခံချင်ပါတယ်။မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ operator တွေကလည်းဖုန်းခေါ်ဆိုမှုကိုရပ်ပိုင်းအခမဲ့ပေးတာ data free ပေးတာတွေကိုလည်းပြုလုပ်ပေးလျက်ရှိကြောင်းကြေညာထားပါတယ်။လက်ရှိအချိန်ကမြန်မာနိုင်ငံအတွင်းဆက်သွယ်ရေးလိုင်းတွေပြတ်တောက်နေတာကြောင့်ဖုန်းခေါ်ဆိုရမှာအခက်အခဲဖြစ်ပေါ်နေပြီးတော့အင်တာနက်လိုင်းတွေဟာလည်းပြတ်တောက်နေတာနဲ့လိုင်းမကောင်းခြင်းတို့ဖြစ်ပေါ်နေပါတယ်။